สวัสดีค่ะยินดีต้อนรับสู่นมัสการเช้าของคริสตจักรไซออนเมียนมาแบปติสต์ค่ะစီအုံမြန်မာနေချင်းခရင်အသင်းတော်မဟာချိုင်မနနဲ့အာယုံကူကွယ်ကူပြုခြင်းအစီအစဉ်မှာဂျာနာဖို့ရင်အတွက်နှုတ်ကပတ်တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ကြားပါမယ်ဒေသနာကျမ်းအခန်းကြီး3ငွေ73ဖြစ်ပါတယ်လူတိုင်းစားတောက်ခြင်းက၎င်းမိမိကြိုးစားအားထုတ်သမျှသောအမှု၌ပျော်မွေ့ခြင်းက၎င်းဖျားသခင်၏ကျေးဇူးတော်ကြောင့်သာအခွင့်ရှိ၏ဒီလောကမှာလူတွေကပြောတယ်ကိုလုံးမကိုစားတယ်မှန်ပါတယ်ဒီနေ့ကိုမလို့ရင်မစားရပါဘူးဒီနေ့တမန်ကျမ်းစာတော်ဖော်ပြထားပါတယ်ကျွန်တော်လူတိုင်းကတော့မိမိစားဝတ်နေစီးပွားရေးအတွက်အလက်လွတ်ရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီစားတောက်ခြင်းအတွက်၎င်းမိမိကြိုးစားအားထုတ်သမျှကိုဒီကိုရတဲ့ပတ်စံတွေကိုရတဲ့လကားတွေကိုဒီနေ့ပျော်မွေ့ခြင်းကຢာရည်အားလုံးကဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်သာအခွင့်ရှိတယ်။ကျွန်တော်တို့ဒီနေ့စားဝတ်နေအတွက်လုပ်တဲ့လစားတွေကျွန်တော်သုံးဖို့ဆွဲဖို့အစဒီရရှိနေရခြင်းကကျွန်တော်တို့လောက်ကင်တာထက်ဘုရားသခင်ရဲ့အခွင့်ရှိသောကြောင့်ဖြစ်ပါတယ်။ဘုရားသခင်အခွင့်ပေးထားသောကြောင့်ဖြစ်ပါတယ်။ဘုရားသခင်အခွင့်မပေးထားဘူးဆိုရင်ကျွန်တော်ဘလောက်လုပ်လို့ကျွန်တော်မစားရတဲ့သူတွေအများကြီးရှိတယ်။ကိုဘလောက်အလုပ်ကြိုးစားကိုလာစားကိုမရပဲကိုပျော်မွေ့စွာမသုံးဆွဲရအောင်။ကိုလောက်ခကိုတခါတည်းစင်လေးနဲ့အပန်းဖြေစားတော့အခွင့်ကိုရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့ဆိုတော့ဘုရားသခင်ကျွန်တော်အခွင့်ပေးထားတဲ့အတွက်ကြောင့်ဒါတွေအားလုံးကဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်သာလေအခွင့်ရရှိခြင်းဖြစ်ပါတယ်။ညီကိုမရမတို့နေ့စဉ်အတလို့အချင်းကျွန်တော်ငွေကျွေးသုံးဆွဲရခြင်းကောင်းမွန်စွာနေထိုင်ခြင်းဒီအားလုံးကဘုရားကျေးဇူးကြောင့်ဖြစ်ပါတယ်။အားလုံးပဲဒီဘုရားကျေးဇူးတော်အားဖြင့်ဆက်လက်ပြီးအသင်းတော်မိသားစုအတွက်ကျူးကျေးဇူးကြီးမားစွာခံစားပါစေကြောင်းဝင်ရပါတယ်။တဏှာသူအားလုံးဘုရားကောင်းကြီးပေးပါစေ။ဖဖျားသခင်ကြက်တာလုံးအိပ်ပျော်ခွင့်ရရှိသောကြောင့်ကျေးဇူးချီးမွမ်းပါတယ်။နည်းနည်းချိန်မှလည်းနိုးထားပြီးတော့တန်ရှင်လက်စတော်လေးများကိုရှုရှားသောခုနှစ်တူနှုတ်ကပတ်အတ္တပြားကိုအတ္တတမှာခွန်အားယူရခွင့်ကိုပေးသောကြောင့်ကျေးဇူးကိုချီးမွမ်းပါတယ်။ဟုတ်ပါတင်တော်မှာရှိတဲ့ကိုရှင်သားသမီးများနေ့စဉ်လုပ်ငန်းသွားလုပ်ငန်းပြန်လုပ်ငန်းခွင်တွေမှာဘုရားသခင်လမ်းပြတော်မူပါ။ဘုရားသခင်ကောင်းချီးပေးခြင်းဘုရားသခင်မဆာခြင်းအားဖြင့်ဒီနေ့ဘေးမထိရေမခပဲနဲ့ကောင်းမွန်စွာလှုပ်ဆောင်နိုင်စေဖို့မဆာပါရာသီဥတုတွေအလူပူပြင်းပါတယ်ဒီနေ့လှုပ်သမားများအားလုံးကိုခံနိုင်ရှိစွာဖြင့်လုပ်ငန်းခွင်ထဲမှာလုပ်ငန်းဆောင်တဲ့နာကိုလှုပ်ဆောင်နေပါပြီကြောင်းကိုရှင်မဆာမူပါတင်တော်မှာရှိတဲ့တက်ကြီးသူများတက်လက်များလူငယ်များမှအစကလေးသူငယ်များအားလုံးကိုဘုရားသခင်သည်ကောင်းချီးပေးပါဘုရားသခင်ပေးတဲ့ခွန်အားများဖြင့်ပျော်ရွှင်တရားငြိမ်းချမ်းသောအိမ်တော်မိသားစုများဖြစ်စေပါမည်ကြောင်းဘုရားသခင်မှာကြားတော်မူပါကျမ်းမာခြင်းအားလည်းရှိတော်သားသမီးများစိတ်ပိုင်းဆိုင်ရာအားလည်းရှိတော်သားသမီးများဝိညာဉ်ပိုင်းဆိုင်ရာအားလည်းရှိသားသမီးအားလုံးကိုဘုရားသခင်ကျေးဇူးတော်အားဖြင့်ပြည့်လဲပြီးတော့ခွန်အားများနဲ့ရယူနိုင်ပါမည်ကြောင်းကိုရှင်မတောင်းခံပါတယ်ယနေ့နေ့ချိန်မှစပြီးနေ့လေနေဝေမိုးချုပ်တဲ့အောင်ဘုရားသခင်အတူပါရှိမဆာပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဘုရား၏နာမကိုမြည်ပြုလက်ဒီနေ့တာတဲ့ကိုကိုရှင်လက်ဝဆက်ကပ်အနံဆုတောင်းကြပါတယ်အဖဘုရားသခင်အာမင်အဖဘုရားသခင်မြတ်တာတော်သခင်ရှုခရစ်ရဲ့ကျေးဇူးတော်တန်ရှင်သောဝိညာဉ်တော်ဘုရား၏မိတ္တာဖွဲ့ခြင်းသည်ဒီနေ့အသင်းတော်မှာရှိတဲ့ကိုရှင်သားသမီးများနဲ့အတူဆက်ဆံနေရှိတဲ့မိသားစုဆွေမျိုးများထိုင်းနိုင်ငံမှာရှိတဲ့ကိုရှင်သားသမီးများကျွန်ကျမတို့အားလုံးတို့ပေါ်သို့ယခုမှစ၍ကာလအစဉ်နဲ့တက်ရောက်တည်ရှိတည်နေပါစေသောအာမင်